ကဘာတဝမ်းမှာပညာရေးနည်းပညာတီထွင်စမ်းသပ်မှုတွေကြောင့်ကလေးတိုင်းဟာအရေးသွေးရှိတဲ့ပညာရေးကိုလက်လန်းမီဖို့အခွင့်အရေးများလာပြီပဲဖြစ်ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာကလေးတွေဟာပညာသင်ကြားရေးအတွက်အခက်အခဲများစွာကိုရင်ဆိုင်ကြုံတွေ့နေရပါတယ်။ကျောင်းတက်ဖို့ဝေးလံတာလုံခြုံမှုမရှိတာဆရာမမလုံလောက်တာအင်တာနက်ချိတ်ဆက်မှုအခက်အခဲရှိတာတွေနဲ့သင်ထောက်ကူပစ္စည်းမလုံလောက်တာတွေဖြစ်နေပါသေးတယ်။အထူးသဖြင့်ကျေးလက်ဒေသမှာကျောင်းသားများအတွက်ပုံမှန်အတန်းပညာသင်ကြားနိုင်မှုဟာကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်လိုဖြစ်နေပါတယ်။ဒီလိုပညာရေးစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်မှုအချိန်မရွေးနေရာမရွေးအင်တာနက်မလိုပဲဖုန်းလေးမှတစ်ဆင့်အခမဲ့သင်ယူလေ့လာနိုင်မှုအတွက်အသက်9နှစ်မှ17နှစ်အရွယ်ကျောင်းသားကျောင်းသူတွေအတွက်ရည်ရွယ်ပြီးတော့ပစ္စမတန်းသင်ယူနဲ့အညီထုတ်လုပ်ထားတဲ့သင်ချာနဲ့သိပ္ပံ application တွေကို360 app နဲ့တက်တင်မုံမိသားစုမှမိတ်ဆက်ပေးလိုက်ပါတယ်။ဒီ application လေးတွေမှာရောင်စုံပုံတွေရှင်းပြချက်တွေပါတဲ့ animation တွေ 3D ပုံတွေလက်တွေ့လေ့လာစမ်းသပ်ချက်တွေဗီဒီယိုသင်ခန်းစာတွေအပြင်ဆရာမနဲ့ကျောင်းသားကျောင်းသူတွေရဲ့အပြန်အလှန်ဆွေးနွေးသင်ယူမှုနောက်ခံအသံတွေလည်းပါဝင်တာကြောင့်ဆရာနဲ့အတူလေ့လာနေရသလိုခန်းစားစရာမှာဖြစ်ပြီးတော့ဘီနာကနေဆရာမိဘဒါမှမဟုတ်လူကြီးတွေရဲ့အကူအညီမပါနိုင်အောင်မှကလေးတွေဟာကိုယ့်ဘာသာကိုလေ့ကျင့်သင်ယူနိုင်တဲ့အထိယုံကြည်မှုတိုးလာပါလိမ့်မယ်။သင်ခန်းစာတွေကိုကျွမ်းမုံလေးတွေကနေတဆင့်အခန်းလိုက်အလွယ်တကူစတင်လေ့လာနိုင်ပါတယ်။မိခွန်းကိုဖြည့်ကြည့်ရအောင်။လုပ်ငန်းများဖတ်ရှုကြည့်ရန်စာနှစ်ပုံများအနှစ်ချုပ်လေ့ကျင့်ခန်းဘာတွေသိပြီးပြီလဲစသည်ဖြင့်အပိုင်းတစ်ခုချင်းစီအလိုက်ခွဲခြားလေ့လာနိုင်ပါတယ်လေ့လာပြီးတဲ့သင်ခန်းစာအုပ်တွေကိုပြန်လည်ဆန်းစစ်တာလက်တွေ့စမ်းသပ်တာတွေနဲ့သင်ချာနဲ့သိပ္ပံသဘောတရားတွေကိုပြန်လည်သုံးသပ်နိုင်မှုအတွက်ရုပ်ပုံတွေ view ကြွတဲ့ sound effect တွေ 3D animation တွေနဲ့ထပ်မံပံ့ပိုးပေးထားတာကြောင့်ကျောင်းသားကျောင်းသူတွေရဲ့သင်ယူနားလည်မှတ်မိနိုင်စွမ်းကိုလည်းပုံမအားကောင်းစေပါတယ်ထပ်တူညီသတိက3ခုစုံတဲ့အမှတ်ကိုဘီလို့သတ်မှတ်လိုက်တယ်။ဒါအပြင်ကျောင်းသားကျောင်းသူတွေရဲ့သင်ယူတိုးတက်မှုကိုကိုယ်တိုင်အကဲဖြတ်နိုင်မှုအတွက်မိခွန်းဖြစ်ဆိုမှုတွေအပေါ်ချက်ချင်းစစ်ဆေးပေးတာတွေကြောင့်သင်ယူတဲ့အခါကျောင်းသားတွေအနေနဲ့မိမိကိုယ်ကိုပုံမယုံကြည်မှုရှိလာမှာပဲဖြစ်ပါတယ်။တခါတည်း download ဆွဲပြီးတော့စာတွေကိုလေ့လာနိုင်တဲ့အတွက်ကြောင့်အမြဲတမ်းအင်တာနက်ချိတ်ဆက်နေဖို့လည်းမလိုအပ်ပါဘူး။ဒီ application လေးတွေကိုကျောင်းမှာဖြစ်ဖြစ်အိမ်မှာဖြစ်ဖြစ်ရက်ရွာအခြေပြုစာသင်ခန်းတွေမှာပဲဖြစ်ဖြစ်ဖုန်း tablet လေးတွေအပြင် TV projector တွေနဲ့ပါအလွယ်တကူချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ဒီ app လေးတွေဟာနည်းပညာသင်ထောက်ကို application တစ်ခုဆိုတာထက်ကိုပိုပါတယ်။ကလေးတိုင်းယုံကြည်ချက်ရှိကိုယ်တိုင်သင်ယူလေ့ကျင့်ပြီးတော့အနာဂတ်စီကိုသွားတဲ့ပေါင်းကူးတရားတစ်စင်းလိုတောင်ဆိုနိုင်ပါတယ်။ဒီ app လေးတွေကိုမိတ်ဆွေတငယ်ချင်းတွေနဲ့ sharing လုပ်ပေးခြင်းအပြင်ကျောင်းသားကျောင်းသူတို့ဦးချင်းစီရဲ့လှပတဲ့အနာဂတ်တွေကိုဖန်တီးပေးရအောင်နော်။မြန်မာကလေးတိုင်းအခက်ခဲကြမှစိတ်ချလုံခြုံစွာပညာသင်ယူနိုင်ပြီးတော့သူတို့ရဲ့ဘဝလေးတွေတိုးတက်လာပါဖို့အတွက်ကျမတို့360 app အဖွဲ့သားတွေနဲ့အတူပါဝင်လက်တွဲကူဖို့ဖိတ်ခေါ်လိုက်ပါရစေရှင်။